လူရောက်100မှာ69ရောက်မလုပ်တဲ့အရာတစ်ခုပါဒီအကြောင်းအရာတစ်ခုကိုသိသွားပြီဆိုတာနဲ့ကျွန်တော်တို့ညံကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာတစ်ခုကိုသိသွားလိမ့်မယ်ညံကောင်းပြီးတော့စာတော်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီချက်ကိုသုံးလို့ရတယ်ကိုယ်တိုင်လည်းသုံးလို့ရတယ်လို့ကိုယ့်ရဲ့သားသမီးတွေကိုလည်းပြန်ပြီးတော့သုံးလို့ရတယ်နော်ဒီအရာကခေတ်မီနည်းပညာတွေကနေပြီးတော့မှ content creator တယောက်ကောင်းကောင်းဖြစ်လာနိုင်ပါတယ်ကျမတို့ရဲ့ကြောက်စိတ်တွေကျမတို့ရဲ့စိုးရိမ်စိတ်တွေဘယ်သူတွေကငါတို့ကိုကြည့်ရမလဲဆိုတဲ့အရာတွေကိုကျမတို့လုံးဝပျောက်ထွက်သွားပါလိမ့်မယ်ဒီ Wi-Fi ကိုအဆုံးထိကြည့်ပါအားလုံးကထင်ကြတယ်ညံကောင်းတယ်ပါရမီပါတယ်ညံကောင်းတယ်ဆိုပြီးတော့ဒီအရာတွေဟာမွေးရပါလို့ရထင်ကြတယ်ကျမမျှဝေပေးမယ်ဒီအကြောင်းအရာလေးတစ်ခုကိုသိသွားပြီဆိုတာနဲ့ငါညံမကောင်းဘူးဆိုတဲ့အရာတွေလေးလာတည်မှုတွေလောက်တိုင်းမှတ်မိလွယ်ခြင်းနဲ့ညံကောင်းခြင်းနဲ့စာတော်ခြင်းနဲ့ဆိုတဲ့အရာတွေဖြစ်ဖို့အတွက်ကိုတိုင်းလည်းညံကောင်းပြီးတော့စာတော်ခြင်းနဲ့ကိုယ့်ရဲ့သားသမီးတွေကိုလည်းညံကောင်းပြီးတော့စာတော်ခြင်းနဲ့သူဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ technique လေးကိုလုံးဝသုံးကြည့်ပါတရားရခိုင်တော့အာမခံချက်ပေးနိုင်ပါတယ်ဒီအကြောင်းအရာလေးတစ်ခုကိုကျမတို့လူကြီးတွေကလည်းလိုက်ကျင့်သုံးမယ်ဆိုလို့ရှိရင်လည်းဒီနေ့ခေတ်ကြီးမှာစကလုံးတိုင်းကနေပြီးတော့ငွေရှာနိုင်တဲ့ content creator တယောက်ဖြစ်လာပါလိမ့်မယ်ကလေးတွေကိုကျင့်သုံးခွင့်ပေးတယ်ဆိုလို့ရှိရင်လည်းညံကောင်းပြီးတော့စာတော်တဲ့ကလေးတွေဖြစ်လာပါလိမ့်မယ်လေးလာတည်မှုတွေလုပ်တဲ့အခါမျိုးမှာလည်းကျမတို့တွေကအတင်းအဓမ္မကြက်မှတ်ပြီးတော့မှထိုးထည့်ခြင်းဟာကျမတို့ကိုညံထိုင်းစေပါတယ်ဒါကြောင့်မို့လို့ကိုတိတာတက်တာလေးတွေကိုစွဲထုတ်ပြီးတော့သုံးဆွဲတဲ့အလေးအကျင့်တစ်ခုကိုလုပ်ကြည့်ပါဒါကဘာပြောချင်တာလဲဆိုရင်ကလေးတွေဆိုလို့ရှိရင်လေသူတို့လေးလာတီးဦးတာဒီနေ့မြန်မာစာကြက်တယ်ဆိုတော့အဲ့ဒီကြက်တဲ့အကြောင်းအရာတစ်ခုကိုတငယ်ချင်းအချင်းချင်းပြန်ပြီးတော့မှပြောပြခိုင်းတဲ့အလေးအကျင့်လေးတွေကိုလုပ်ခိုင်းတာပါပဲအဲ့လိုလုပ်ခိုင်းပြီဆိုရင်အဲ့ဒီအကြောင်းအရာတွေဟာဒီကလေးဟာမမေ့လွယ်တော့ပါဘူးသူ့ရဲ့ဦးနှောက်ကလည်းပို့ပြီးတော့ညံကောင်းပြီးတော့မှထက်မြက်လာပါလိမ့်မယ်အဲ့လိုပဲကျမတို့လူကြီးတွေအနေနဲ့လည်းအားလုံးဟာလေးလာတီးမှုတွေနဲ့ဘယ်သူမှမကင်းနေကြအောင်ပေါ့နော်ဒါမှမဟုတ်လေးလာတီးမှုတွေနဲ့ဝေးကွာသွားပြီဆိုလို့ရှိရင်ဒီလူတယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဟာကြာဆင်းသွားတာနဲ့အတူတူပဲဒါကြောင့်မို့လို့လေးလာတီးမှုတွေလုပ်တဲ့အချိန်မျိုးမှာကိုသိထားတတ်ထားတဲ့အရာလေးတွေကိုပြန်လေမျှဝေပေးခြင်းဆိုတဲ့အရာဟာကျမတို့ကိုညံကောင်းပြီးတော့မှတ်မိလွယ်စေပါတယ်ဒါကြောင့်မို့လို့ဒီနေ့ social media ခေတ်မှာကိုသိတာတက်တာတွေကိုမျှဝေပေးပြီးတော့မှ content creator တယောက်အဖြစ်နေမယ်ဆိုလို့ရှိရင်လေကျမတို့အခုခေတ်မှာဝင်ငွေတွေကိုအကောင်းဆုံးဖန်တီးနိုင်စွမ်းရှိမှာပဲဖြစ်တယ်ပေါ့နော်စကလုံးကနေပြီးတော့ငွေသားဖြစ်ပြောင်းခြင်းနဲ့ content creator ဖြစ်ခြင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းကိုအစာပေါင်းများစွာတိုးတက်ပြီးတော့ရောင်းအားတွေတက်ချင်တယ်ဆိုရင်အားလုံးလုပ်ရမယ့်အရာတစ်ခုဟာ social media ပေါ်မှာ content creator တယောက်အနေနဲ့ရက်တည်နေထိုင်ခြင်းပဲကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းတစ်ခုကိုဘယ်လိုမျိုးစကလုံးနေနဲ့ creation လုပ်ပြီးတော့ရောင်းချရမလဲဆိုတဲ့အရာတွေဟာဒါက content creator တယောက်ရဲ့လုပ်ရတဲ့အရာတွေပါအားလုံးကိုကျေးဇူးတင်ပါတယ်ခေတ်မီနည်းပညာများနဲ့ငွေရှားပညာတွေများဖြင့်ပျော်ရွှင်မြင့်သောဘဝတွေကိုဖန်တီးတည်ဆောက်နိုင်ကြပါစေရှင်ကျွန်မကေပါ